ကျွန်တော်မြတ်စွာဘုရားလက်ထက်ကနာရဒမထေရဆိုတာရှိတယ်အဲ့ဒီအရှင်နာရဒကတနေ့တော့နော်အလွန်ထူးခြားဆန်းကျယ်တဲ့ပြိတ္တာတယောက်နဲ့တွေ့နော်တောအုပ်အစွန်သားမှာအဲ့ဒီပြိတ္တာတယောက်နဲ့တွေ့ဘောတန်တရားဆိုတာလည်းပဲကြောက်စရာတော့ကောင်းသားအဲ့ဒီပြိတ္တာကဘလို့ဖြစ်နေတုံးဆိုတော့ तू ကနေ့ဆိုလို့ရှိရင်အယံဆင်းရဲတယ်အလွန်ကြီးတဲ့ခွေးကြီးတွေကြိုက်တာကို तू ခံရတယ်ဒါပေမဲ့ညရောက်ပြီဆိုတာနဲ့နော်အလွန်ကြီးကျယ်တဲ့စီးစိမ်ကိုရပြန်တယ်တဲ့နတ်ဘုံဗိမာန်နေနဲ့နတ်သမီးတွေနဲ့ဒီလိုရှိတယ်လို့ဆိုတာသူ့ရဲ့ဘဝကအလွန်စမ်းကြယ်တယ်နေ့မှာခံစားရတယ်ညမှာစံစားရတယ်အဲ့ဒါကိုတွေ့တဲ့အခါကျတော့ရှင်နာရဒကမေးတာပေါ့နော်ဘလို့အကြောင်းတရားတွေကြောင့်သင်ဒီလိုဖြစ်ရတာတော့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒီပြိတ္တာကပြောတယ်တဲ့ဘာပြောတော့ဆိုတော့အရင်ဘဝတုန်းကသူကမုတ်ဆိုးတယောက်ဖြစ်ခဲ့တာနော်သူပဲအသက်ကိုတက်ပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုရတာအဲ့ဒါကိုသူနဲ့အလွန်ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းရှိတယ်အဲ့ဒီမိတ်ဆွေတငယ်ချင်းကသူ့ကိုအလွန်တရာမှမေတ္တာရှိတယ်သူ့ကိုအလွန်မှလည်းပဲခင်မင်တယ်အဲ့တော့ဒီအလုပ်တွေကိုမလုပ်စေခြင်းဘူးဒါပေမဲ့လို့သူကလည်းပဲဘလို့မှတားလို့မရတော့တငယ်ချင်းကတော့အမြဲတမ်းတားတာပဲမလုပ်နဲ့ဒီအလုပ်တွေဘလို့မှတားလို့မရတဲ့ခါကျတော့ဘလို့ပြောတော့ဆိုတော့ gain အဲ့လိုကွယ်အဲ့လိုဆိုလို့ရှိရင်မင်းနေတယ်ပဲမင်းဒီလိုသူများအသက်တွေကိုတားဖျားလုပ်နေတာညရောက်တဲ့အချိန်မှာတော့မင်းဒီတီလာလေးကိုပြည့်စုံအောင်စောင့်စည်းပါမရရတဲ့နီးနဲ့တငယ်ချင်းကိုနှစ်မွန်းမှဆိုလို့ပြောတာအဲ့ဒါဟိုကတကယ်ကိုစိတ်စေနာကောင်းကောင်းနဲ့စိတ်ပါလက်ပါပြောနေတာဆိုကြာတော့လည်းပဲသူကလိုက်နာမိတယ်ပေါ့နေ့ကိုတော့ဘလို့မှသူ့ရဲ့စီးပွားရေးမိသားစုအနေထားနဲ့ဒီသူများအသက်တတ်တဲ့ကိစ္စကိုမလုပ်လို့မရဘူးဆိုတဲ့အနေထားမျိုးသူကလည်းနားလည်ထားတော့အဲ့ဒါညကိုတော့သူစောင့်စည်းတယ်ညသီလဆောက်တည်ပြီးတော့သူအိတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ညမှာသူဒုက္ခမတွေ့အောင်နေ့မှာတော့ဒုက္ခတွေ့တာအဲ့တော့ဒါလေးကအပေါ်ယံစဉ်းစားကြည့်ရင်တော့ညအိတ်နေတာဘာမှလည်းမဟုတ်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့စံသားရတဲ့အကြောင်းရှိမလဲလို့စဉ်းစားရရှိတယ်ဒါပေမဲ့ကုသိုလ်စိတ်ဆိုတာကစိတ်ပေါ်မှာအဓိကပြဋ္ဌာန်းတာပေါ့ငါဒီအချိန်မှာတော့ဒါတွေကိုငါမလွန်ကျူးတော့ဘူးဆိုစိတ်ထဲမှာတန့်သွားတဲ့သဘောလေးရှိမယ်ဆိုတာကတော့ခံမှန်းလို့မရဘူးလားရတယ်နှမို့ရှင်ကိုကတလုံးတွေးလုံးကြီးမထူးပါဘူးကွာသီလကလည်းဘယ်တော့မှပြည့်စုံတယ်လို့မရှိပါဘူးဆိုကြံတဲ့စင်ကြဲနေတဲ့အချိန်လေးတွေမှာတောင်မှစင်ကြဲနေတယ်လို့ကိုမသိဘူးပေါ့သဘောပေါက်ရဲ့လားဗျအေးဒါကြောင့်အဲ့ဒါမျိုးလေးတွေကိုကိုကအလေးနဲ့ထားပြီးတော့ဒါသီလကိုကတကယ်လို့အလေးနဲ့ထားမယ်ဆိုလို့ရှိရင်ဒါလူတိုင်းအတွက်ကတော့မဆိုလို့ပေါ့နော်တချို့ကြတော့ဘလို့မှသီလအမြဲတမ်းပြည့်စုံအောင်လုပ်လို့မရတဲ့အနေအထားမျိုးလေးတွေဘဝရဲ့အခက်အခဲအကျက်အတဲဆိုတာတွေရင်ဆိုင်ရတဲ့လူတွေမရှိနိုင်ဘူးလားရှိနေနော်တတ္တဝါတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကြောင်လေးတွေဖြစ်လာသလိုမျိုးကြားတွေဖြစ်လာသလိုမျိုးသူများအသက်တတ်မဆိုင်သူတို့ဝမ်းကြီးကဘယ်နဲ့လုံးတော့စဉ်းစားကြည့်နော်အဲ့လိုမျိုးပဲလူတွေထဲမှာလည်းပဲတချို့ကဘဝကံကဒီထဲမှာပြစ်ချလိုက်တယ်သူ့ရဲ့အသိဉာဏ်ကလည်းဒီပတ်ဝန်းကျင်ကပေးတဲ့အသိဉာဏ်လောက်ပဲရှိတယ်ဟုတ်လားအဲ့လိုဆိုရင်သူဘာလုပ်တော့ဆိုဒီလိုသီလပျက်စီးတာကိုကစားသူ့ရဲ့နေမှုထိုင်မှုပုံစံကြီးဖြစ်နေတယ်ကဲအလုံးတနာစရာမကောင်းဘူးလားအဲ့လိုလူမျိုးတွေအတွက်ဒါကရည်ရွယ်ပြီးတော့ဦးဇင်းတို့ပြောတာတော့မရတဲ့အချိန်လေးမှာကုတ်တက်ပြီးတော့ပိုင်းဖြတ်ပြီးတော့သီလကိုစောင့်တည်နိုင်မယ်ဆိုရင်အဲ့ဒီလောက်အနေထားလေးလောက်လုပ်နိုင်မယ်ဆိုရင်အဲ့ဒါနဲ့တန်တဲ့အကျိုးရလဒ်ကိုတော့ခံစားရအောင်ပါဟုတ်တယ်မို့လားဒါကြောင့်ဒါလေးတွေကိုပေးတဲ့ပေါင်းတော်ကောင်းတို့နားလည်မှုရှိရမယ်ပေါ့တော့အဲ့လိုဆိုလို့ရှိရင်ကိုကကျန်တဲ့အချိန်တွေမှာပါနော်သီလနဲ့ပြည့်စုံတဲ့အနေထားကိုတဖြည်းဖြည်းနဲ့ရှောက်မသွားနိုင်ဘူးလားရှောက်သွားနိုင်တယ်ဒါကြောင့်ကိုချင်းသီလကိုအရေးကြီးတယ်ဆိုတဲ့အမြင်မျိုးဒါကဦးဇင်းတို့တန်တရားနဲ့ချီပြီးတော့တွေးကြတဲ့အခါမျိုးမှာအထောက်အကူပြုဖို့အတွက်ဒီအချက်လက်လေးတွေကဦးဇင်းတို့ပြောပြတာ